Real Madrid ရဲ့ကွက်ပြောက်တိုက်စစ်မှုသစ်မင်္ဂလာပါရှင်ဂိုးဆက်တာအမှန်မှကြိုဆိုပါရစေအပြောင်းအရွှေ့သတင်းတွေဆိုရင်တကဘာလုံးထက်အမြဲလက်ဦးလေးရှိတဲ့ Fabrizio Romano တောင်ဒီတစ်ခါတော့နောက်ကောက်ကျသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ Real Madrid အသင်းဟာ Fabrizio Here we go မလုပ်နိုင်ခင်မှာပဲသူတို့ရဲ့လျှို့ဝှက်တိုက်စစ်မှုအသစ်ကိုရုတ်တရက်ကြော်ညာလိုက်လို့ပါ Madrid တို့သူတို့ရဲ့ဟိုဆေးလူနောက်တစ်ယောက်ကိုရှာတွေ့သွားခဲ့ပါပြီပိုပြီးမယုံနိုင်စရာကောင်းတာကဒီကစားသမားအတွက် Madrid တို့ပေးလိုက်ရတဲ့ပြောင်းရွှေ့ကြီးပမာဏပဲဖြစ်ပါတယ်။ Madrid ဟာလူငယ်တိုက်စစ်မှုဂွန်ဆာလိုကို Premier League ကလပ်ဖူဟန်အသင်းစီယူရိုတန်း40နဲ့ရောင်းထုတ်လိုက်တာကြောင့်အသင်းမှာတိုက်စစ်အတွက်အမ်ဘာပေနဲ့အန်ဒရစ်တို့ပဲကြံခဲ့ပြီးအရက်မြင့်မြင့်နဲ့ခေါင်းတိုက်ကောင်းတဲ့တိုက်စစ်မှုစစ်လုံးဝမရှိတော့ပါဘူး။ဒါကြောင့်မို့လို့နီးပြမော်ရင်ဟိုကအရက်မြင့်ပြီးခေါင်းတိုက်ကောင်းတဲ့တိုက်စစ်မှုတစ်ယောက်အမြန်ဆုံးခေါ်ပေးဖို့ဥက္ကဋ္ဌပီရက်စီတောင်းဆိုခဲ့တာပါဒီလိုနဲ့မက်ဒရစ်ဟာလီဗန်တီးအသင်းရဲ့အသက်22နှစ်အရွယ်အရက်6ပေ9လက်မရှိတဲ့တိုက်စစ်မှုလေးကာလိုစ် SP ကိုမြ мян ဆက်ဆက်မဲခေါ်ယူလိုက်ပါတယ်ကာလိုစ် SP ဟာပြီးခဲ့တဲ့ရာသီလာလီဂါမှာခူလီယန်အေဗာရက်စ်ထက်တောင်ဂိုးပိုသွင်းထားတာပါသူဟာအရက်ရှည်တာကြောင့်ခေါင်းတိုက်ကိုသွင်းရတာအေးအေးဆေးဆေးပဲဖြစ်တယ်လို့ခံစစ်မှုတွေကိုတယောက်ချင်းကြော်ဖြတ်ပြီးတကူတော်ကိုတွေပါလှလှပပသွင်းယူနိုင်တဲ့ပါရမီပါရှိနေပါတယ်ဒီလိုအရေးချင်းမျိုးစုံပိုင်ဆိုင်ထားတဲ့တိုက်စစ်မှုကိုမက်ဒရစ်တို့ယူရို25တန်းတဲ့နဲ့ရလိုက်တာဟာတကယ်ကိုတန်လွန်းလာတဲ့အပြောင်းအရွှေ့ပါပဲကဲပရိသတ်ကြီးတို့ရောဒီကောင်လေး Real Madrid အသင်းကြီးမှာဘလောက်အထိခြေစွမ်းပြသွားနိုင်မလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး